အမျိုးသမီးတယောက်ဟာမိသားစုဝိုင်းရေးအတွက်မနက်တိုင်းဘိန်းမုတ်ဖို့ရောက်ပါတယ်။မိသားစုဝင်တွေကလည်းနနက်စာအဖြစ်ဘိန်းမုတ်ပဲစားကြတယ်နောက်ပြီးမနက်တိုင်းမှာဘိန်းမုတ်တစ်ချက်ကိုအပိုးဖုတ်ထားပေးပြီးတရင်ပေါက်မှာတင်ထားပေးလို့ရှိပါတယ်။အဲ့ဒါကတော့နေတိုင်းမုတ်လာယူနေတဲ့အဖိုးကြီးအတွက်ပေါ့။သူမအလုံးမအားတဲ့အချိန်ရောက်လာရင်သူ့ဘာသာယူသွားနိုင်အောင်လို့ပါ။သူမတတိထားမိတာကထိုးဖိုးကြီးဟာမုတ်လာယူတိုင်းကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးတစ်ခုတော့မပြောဘဲမုတ်ယူပြီးပြန်ထွက်သွားတဲ့အခါအောက်ပါအတိုင်းရေရွပြောဆိုသွားပါတယ်။အခုတို့ပြုရင်ဒုက္ခရောက်ပါစေ။ခုတို့ပြုရင်ကောင်းကျိုးခံစားရပါနေ့စဉ်နေ့တိုင်းအဖိုးကြီးမုတ်လာယူတဲ့အခါအဲ့ဒီလိုပဲရွဆိုသွားတဲ့အတွက်မိုးကျွေးရတဲ့မိန်းမကြီးလည်းတော့ကန်လာတာပေါ့။နေ့စဉ်နေ့တိုင်းအဖိုးကြီးမုတ်လာယူတဲ့အခါအဲ့ဒီလိုပဲရွဆိုသွားတဲ့အတွက်မိုးကျွေးရတဲ့မိန်းမကြီးလည်းတော့ကန်လာတာပေါ့။ဟွန်းကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်လုံးတော့မပြောဘဲဒီစကားတွေပဲထက်ခါရွဆိုနေတယ်။ဒါပါအတိတ်ပါရတယ်မသိဘူးလို့သူမတယောက်တည်းရေရွနေမိတယ်။တနေ့မှာတော့စိတ်လိုမချမှုတွေနဲ့တောက်ကပွင့်နေရတဲ့အချိန်မှာအလိုက်မသိတဲ့အဖိုးကြီးကိုရှင်းပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအဖိုးကြီးကိုရှင်းပြမှနားအေးမယ်လို့သူမတယောက်တည်းရေရွလိုက်တယ်။နောက်တနေ့မှာတော့အဖိုးကြီးအတွက်တီးတန့်ပြင်ဆင်ထားတဲ့ဘိန်းမုံမှာအစိတ်ခတ်လိုက်တဲ့အစိတ်ခတ်ပြီးပြင်းပေါက်ပေါ်တင်ဖို့ဟန်ပြင်းနေစင်မှာပဲသူမရဲ့လက်တွေတုံနေလာတယ်လေ။ဟင်းငါပါရီလုံးမိနေပါလေ။သူမဟာချက်ချင်းပဲဘိန်းမုံကိုမိဖို့ရဲပြစ်ထည့်လိုက်ပြီးအဖိုးကြီးအတွက်အစ်စ်တစ်ခုထပ်ဖို့ကမှပြီးပြင်းပေါက်မှာတင်ပေးထားလိုက်ပါတယ်။အဲ့ဒီမနက်မှာလည်းအရင်လိုပဲအဖိုးကြီးရောက်လာပြီးဘိန်းမုံယူသွားပါတယ်။တစ်စက်ကလည်းအရင်လိုပဲယူသွားပြန်တယ်လေ။အခုတို့ပြုရင်ဒုက္ခရောက်ပါစေခုတို့ပြုရင်ကောင်းကျိုးခံစားရပါအဖိုးကြီးလည်းအမျိုးသမီးရဲ့ကျူတင်ကြံစီခဲ့မှုကိုမသိရှာပဲဘိန်းမုတ်လေးယူပြီးဝမ်းမြောက်စွာနဲ့ပြန်ထွက်သွားပါတယ်အဲ့ဒီညနေမှာတော့တကားခောက်တန်ကြလို့သူမတော့ဖွင့်ကြည့်လိုက်တယ်သူမဟာအရန်ကိုအံ့ဩသွားတာပေါ့ပိန်နေပြီးနေရန်ကိုမိနေတဲ့သားဖြစ်သူကိုသူမတွေ့လိုက်ရလို့လေသူ့ရဲ့အဝတ်စားတွေကလည်းအဆုတ်ကဲနေတယ်ပြီးတော့စာလောင်မှုတိတ်မှုတွေနဲ့ချင်းညက်နေတယ်တရားမပြောင်းသူကောင်းမဖြစ်ဆိုပြီးရဝိတနေရာကိုပတ်စံသွားရှာလာရီတာကြလာခဲ့ပြီမဲ့တရင်စာအနာလေးတော့မရခဲ့တဲ့သားလေးခုအိမ်ရှိမှာပြန်ရောက်နေပြီးမနက်တိုင်းမှာအဖိုးကြီးအတွက်တရင်ပေါက်ပေါ်ဘိန်းမှုတင်ပြီးတိုင်းဒီလူရတဲ့ကုသိုလ်ကြောင့်အဝိတနေရာကိုစီးပွားရှာသွားတဲ့သားဖြစ်သူအိမ်ကိုချောမွေ့ပြန်ရောက်ပါစေလို့ဆုတောင်းခဲ့တာကြောင့်အခုသားလေးအိမ်ပြန်ရောက်လာနေမှာပေါ့အိမ်ထဲကိုရောက်တယ်ဆိုရင်ပဲသားဖြစ်သူကအမေကိုကြည့်ပြီးပြောပြတယ်မေသားဒီနေ့ဒီကိုရောက်လာတာဖះတကြားမလားပဲဒီနေရာကနေတမိုင်လောက်အဝေးမှာစာလောင်မှုတိတ်ရုံလို့တားလဲကျသွားသေးတယ်။တားတည်သွားနိုင်တဲ့အနေအထားမှာခါကုန်းဖိုးကြီးတယောက်ဖြစ်သွားတာတွေ့လို့စားစရာလေးများရှိရင်နင်းနေကြွေးပါလို့တောင်းလိုက်တော့အဖိုးကြီးကသူ့ရဲ့လက်ထဲကဘိန်းမှုတစ်ခုလုံးတောက်ကိုပေးခဲ့တယ်လေ။ဘိန်းမှုပေးပြီးသူကပြောသေးတယ်။ဒီမှုဟာငါနေ့တိုင်းစားတဲ့မှုပေါ့။ဒီနေ့တော့မင်းကငါထပ်ပို့ပြီးအစာစားဖို့လိုအပ်တာကြောင့်မင်းကိုပဲပေးပါတယ်တဲ့။တားဖြစ်သူရဲ့စကားတွေကိုကြားလိုက်ရတဲ့အချိန်မှာအနေဖြစ်သူမျက်နှာမှာလဲကြမတက်ဝမ်းနဲ့ညှို့ရွသွားခဲ့ပါတယ်။အိမ်နေရလေးကိုအမိပြုရဲမနက်ကသူမအစိတ်ခတ်ဖို့ကြိုးစားတာကိုပြန်တရိရလာတယ်။အဲ့ဒီအစိတ်ခတ်ထားတဲ့ဘိန်းမုတ်တာမိဖို့လည်းမပြစ်လိုက်မီရင်သူမရဲ့တောက်ကိုသူမကိုယ်တိုင်တက်မိမှာပါလာလို့နောင်လာရလာပါတယ်။အဖိုးကြီးပြောသွားတဲ့စကားလုံးတွေရဲ့အတိတ်ပါရခုတော့သူမကောင်းကောင်းနားလေသဘောပေါက်သွားခဲ့ပါပြီ။အခုတို့ပြုရင်ဒုက္ခရောက်ပါစေ။ခုတို့ပြုရင်ကောင်းကျိုးခံစားရပါ။ဒါကြောင့်ကောင်းမှုကုသိုလ်လုပ်ပြီးဆိုရင်ဥတီချက်ခိုင်ခိုင်မာမာနဲ့မကွတ်မဆောင်ပဲဆက်လုပ်သွားပါ။ဒီနေ့အကျိုးမပေးရင်နောက်နေ့အကျိုးပေးပါလိမ့်မယ်။နောက်နေ့အကျိုးမပေးရင်နောက်ဘဝတွင်အကျိုးပေးပါလိမ့်မယ်နော်။